Hello guys, ကျမကတော့ Kiki ပါအခုဆိုပြမယ့် game ကတော့ Epic Game ပဲဖြစ်ပါတယ်။ Game လောလောဆယ်တော့ကျမရဲ့ channel လေးကို like subscribe လေးလုပ်ဖို့တောင်းဆိုချင်ပါတယ်။အခု Kiki ဘယ်လိုတွေတလွဲတွေလုပ်ရမလဲဆိုတာကြည့်ရှုပေးကြပါအောင်နော်။အခန်းထဲပိတ်မိနေပြီဟာ။ပြေးနေပါတော်ဒီရဲ့အမလီကတ်တီလေးလွယ်သွားလို့မလီကြောက်ပြေးနေရပြီလို့ဟုတ်ကဲ့ကျွန်တော်ပြေးနေရပါတယ်ပြေးနေရပါတယ်ပိတ်မိပါအမလီဖုတ်တော့ဟုတ်တော့ပါရဲ့ကတိလေးလွယ်လို့ဝီအမလီခါကြရင်နေပါရင်တုံးတယ်ရုပ်တဲ့ကြီးတွေ့သွားတော့ကွာရေဒီပါဒီပါခုံသွားတာပဲအဲ့လောက်ကြီးရမပြောတော့ကွာပြေးနေရပါပိတ်မိမိတော့တော်လေးဝီကိုရကူမဆော့ချင်းမလို့သူများဒီလောက်မကျွမ်းပါဘူးဟုတ်ကဲ့ကျေးဇူးတင်ပါတယ် Kiki ရဲ့အတန်ဆိုရှင်တီးခံပေးပါနော်ခုံလိုက်ရလို့ပေါ့မလေးတော့ပြင်းနေပါကျောင်းလုံးကောက်စားပါမယ်ပြင်းနေသူတို့နဲ့တော့မတွေ့သေးပါဘူးမလေးပြောနေဝင်ရှိလားတွေ့နေရတယ်ကွာမလေးဘာကြီးလဲနောက်တော့သိပါပါကျေးဇူးတင်ပါတယ်ခုနကတော့စတာပါအခုပြန်စပါမယ်ကျွန်ပြေးနေပါပြီဒီကိန်းနဲ့ကျမနဲ့ကွက်တိပဲတရားကျမလိုပြေးရကြိုက်တဲ့သူနဲ့ဆိုတော့ကွက်စတိပဲဝီမလီမိတော့မယ်ဟုတ်တော်လေးလို့တော်လေးရဲ့ဝီဝေါဒီလေးပုတ်ကြရှင်ပေးတဲ့ကြိုးစားတော်လေးမိတော့မယ်ငါမှဝိုင်းထူပေးချင်တော့လဲကွာမကဲတဲ့ဦးဖြစ်နေတယ်ကဲပဲအားနာပါရဲ့တော်ဒီရဲ့သူနွားကဲတော့ပြီလို့ဝီခုံးပြီဒီတဲ့ပုတ်ကြဒီဝန်းကျင်မှာပဲပတ်ပြီးနေပါတယ်ရှင်ရရင်ပြီးရောပါဝီမလေးပြီးတော့တော်သေးတယ်ဝီဒီဟာတော့ရေမကြတော့ကွာပြေးနေပါမလေးပြီးတော့မယ်ဟုတ်တော်သေးလို့ရေတဲ့ပုတ်ကြ
ပြင်းနေပါမမီပိုကတော့အရေးကြီးဆုံးပါပြင်းနေရရင်ပြီးရောပါမလေးကိုရီးယားမကျွမ်းတော့သူများတို့စတိုင်မလာနဲ့မလုပ်တတ်သေးပါဘူးပြန်တတ်သေးပါကျေးဇူးတင်ပါတယ်ပြင်းမယ်ဒါနဲ့နေပါဦးသူများပုံစံတွေကတော့လှပါရဲ့ငါပုံစံကဘလူးကြီးပြည့်နေကိုရိုကာယာကြီးကွာခြေထောက်ရှိကြီးနဲ့ဘလူးကြီးလည်းဟာအဲ့လောက်ကြီးတော့မပျော်တော့ဘူးလေဟာကီကီရဲ့ဗီဒီယိုကိုအစအဆုံးကြည့်ပေးကြတဲ့တယောက်ချင်းစီတောင်နောက်ဗီဒီယိုမှာထပ်တွေ့ပါအောင်မယ်